ကိုလင်းသေးတဲ့နေ့17လပိုင်းလား12လပိုင်းလားမသိဘူးဆိုတော့ကိုလင်းတယောက်လုံးသေးတဲ့ကိစ္စကိုရက်ဆွဲတော့မသိရတော့ဘူးဆိုအဲ့လိုကြီးလား25ရက်17လကြီး4လသာမရဘူးလေ12လပိုင်းပဲထားတာ17လပိုင်းနဲ့တာ3လပဲရ3လတော့မှ4လသာမရဘူးဆိုတော့နင်ကဘာတော့ဝဲကဲအဲ့နင်စဉ်းစားကြည့်လိုက်နင်ဟိုစောက်တလဲလေးရှောက်ပြောနေတာလားတိုင်အောင်ရှောက်ပြောနေတာလားဟမ်နောက်ဒါမှလင်းငယ်လိုချင်တာလားငါအဲ့ဒါပွင့်လင်းပြောလိုက် ။ယောက်ျားတိုက်ပွဲကြတာမတိစရာအကြောင်းမရှိဘူး။2025နှစ်လပိုင်း20ရက်နေ့မှာတိုက်ပွဲကြသွားတာ။ဘာလို့မသိရမှာ။ကျမစစ်တပ်ထဲနေလာတာမနေ့တနေ့မှတည်လာမဟုတ်ဘူး။နှစ်20 25နှစ်တောင်ရှိလာနေလာတာ။ကလေးတောင်သားကြီးတောင်တက်ထဲမှာပြန်ရောက်နေ What? ဘာကြောင့်မသိရမှာလဲနောက်လင်လိုချင်တဲ့အကြောင်းမရှိနောက်လင်ယူဖို့လဲစိတ်ကူးမရှိဘာပြောလိုက်တဲ့စကားအဘကလူကြီးတယောက်လို့ဒီလိုစကားပြောတင်လားကျွန်မရေးထားတဲ့မှာ၄လစာမရဘူးလို့ရေးထားတာယောက်ျားတိုက်ပွဲကြတဲ့ရက်မသိတာရေးထားတာမဟုတ်ဘာလဲဘာကတိုင်းမှုတယောက်လုံးနေပြီးတော့ရဲမေတယောက်ကအဲ့လိုမျိုးပြောစရာလားနောက်လင်လိုချင်တာနောက်လင်ကဘာလုပ်မှာလဲအခုဘာပြောလိုက်တဲ့စကားလူတယောက်ကိုဘယ်လောက်ထိတောင်ဖြစ်သွားမယ်ဆိုတော့သိလား